ကဘာဦးကျမ်းအခန်းကြီး1အစာအုပ်၌ဖျားသခင်သည်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏မြေကြီးသည်အစင်းတံမရှိလွတ်လပ်လဟာဖြစ်၏နတ်နေရအရက်ကိုမှောင်မိုက်ဖုံးလန်း၍ဖျားသခင်၏ဝိညာဉ်တော်သည်ရေမနှက်ပြင်ပေါ်မှလှုပ်ရှားတော်မူ၏ဖျားသခင်ကလည်းအလင်းဖြစ်စေဟုအမိန့်တော်ရှိ၍အလင်းဖြစ်လေ၏ထိုအလင်းကောင်းသည်ကိုဖျားသခင်မြင်၍အလင်းနှင့်မှောင်မိုက်ကိုပိုင်းခြားခွဲခြားတော်မူ၏အလင်းကိုနေဟုသောအမည်ဖြင့်၎င်းမှောင်မိုက်ကိုညင့်ဟုသောအမည်ဖြင့်၎င်းခေါ်ဝေါ်သမုတ်တော်မူ၍ညာဦးနှင့်နနက်သည်ပထမနေ့ရက်ဖြစ်လေ၏တဖန်ဖျားသခင်ကရေအလယ်၌မိုးမျက်နှာကျက်ဖြစ်စေရေနှင့်ရေချင်းခြားနားစေဟုအမိန့်တော်ရှိသဖြင့်မိုးမျက်နှာကျက်ကိုဖျားသခင်ဖန်ဆင်းတော်မူ၍မိုးမျက်နှာကျက်အောက်၌ရှိသောရေနှင့်မိုးမျက်နှာကျက်အပေါ်၌ရှိသောရေကိုပိုင်းခြားတော်မူသည့်အတိုင်းဖြစ်လေ၏မိုးမျက်နှာကျက်ကိုလည်းမိုးကောင်းကင်ဟုသောအမည်ဖြင့်ဖျားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ညာဦးနှင့်နနက်သည်ဒုတိယနေ့ရက်ဖြစ်လေ၏တဖန်ဖျားသခင်ကမိုးကောင်းကင်အောက်၌ရှိသောယေစုဝေးစေကုန်းပေါ်စေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ကုန်းကိုမြေဟုသောအမည်ဖြင့်၎င်းယေစုဝေးရာကိုပင်လယ်ဟုသောအမည်ဖြင့်၎င်းဖျားသခင်ခေါ်ဝေါ်သမုတ်တော်မူ၍ထိုအမှုအရာကောင်းသည်ကိုဖျားသခင်မြင်တော်မူ၏တဖန်ဖျားသခင်ကမြေသည်မြက်ပင်ကို၎င်းစပါးသီးကိုဖြစ်စေသောစပါးပင်ကို၎င်းမြေပေါ်မှမျိုးစေ့ပါလျက်တစ်သီးမျိုးကိုဖြစ်စေသောတစ်ပင်ကို၎င်းပေါက်စေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏မြေသည်မြက်ပင်ကို၎င်းစပါးသီးမျိုးကိုဖြစ်စေသောစပါးပင်ကို၎င်းမိမိ၌မျိုးစေ့ပါလျက်တစ်သီးမျိုးကိုဖြစ်စေသောတစ်ပင်ကို၎င်းပေါက်စေ၏ထိုအမှုအရာကောင်းသည်ကိုဘုရားသခင်မြင်တော်မူ၍ညာဦးနှင့်နနက်သည်တတိယနေ့ရက်ဖြစ်လေ၏တဖန်ဘုရားသခင်ကနေ့နှင့်ညဉ့်ကိုပိုင်းခြားစေခြင်းငှာမိုးကောင်းကင်မျက်နှာကျက်၌အလင်းအိမ်တည်စေနမိတ်လက္ခဏာချိန်ချက်သောအချိန်နေ့ရက်အပိုင်းခြားနှစ်အပိုင်းခြားတို့ဖြစ်စေမိုးကောင်းကင်မျက်နှာကျက်၌တည်၍မြေကြီးလင်းเสียအလင်းအိမ်ဖြစ်စေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ထို့သောဘုရားသခင်သည်အလင်းအိမ်ကြီးနှလုံးတည်းဟုသောနေ့ကိုအုပ်ဆိုးရသောအကြီးတစ်လုံးညင့်ကိုအုပ်ဆိုးရသောအငယ်တစ်လုံးနှင့်တကွကျယ်များတို့ကိုဖန်ဆင်းတော်မူပြီးလျှင်မြေကြီး၌လင်းစေခြင်းငှာ၎င်းနေ့နှင့်ညင့်ကိုအုပ်ဆိုး၍အလင်းနှင့်မှောင်မိုက်ကိုပိုင်းခြားစေခြင်းငှာ၎င်းမိုးကောင်းကင်မျက်နှာကျက်၌ဘုရားသခင်ထားတော်မူ၏ထိုအမှုအရာကောင်းသည်ကိုဘုရားသခင်မြင်တော်မူ၍ညာဦးနှင့်နနက်သည်စတုထနေ့ရက်ဖြစ်လေ၏တဖန်ဘုရားသခင်ကအသက်ရှင်၍လှုပ်ရှားတတ်သောတရိษံတို့ကိုရေသည်များပြားစွာမွေးဖွားစေငှက်တို့လည်းမြေပေါ်မိုးကောင်းကင်မျက်နှာကျက်ပြင်ဝဲပြန်စေဟုအမိန့်တော်ရှိ၏ထို့သောလျင်ရေသည်တရိษံအမျိုးလိုက်များပြားစွာမွေးသွား၍ငါးကြီးအစာရှိသောအသက်ရှင်၍လှုပ်ရှားတတ်သောတရိษံအပေါင်းတို့ကို၎င်းပြန်တတ်သောငှက်အမျိုးပေါင်းတို့ကို၎င်းဘုရားသခင်ဖန်ဆင်း၍ထိုအမှုအရာကောင်းသည်ကိုမြင်တော်မူ၏ဘုရားသခင်ကလည်းများပြားစွာမွေးဖွားကြလော့ပင်လယ်ရေများကိုပြည့်စေကြလော့ငှက်တို့လည်းမြေပေါ်၌များပြားစေသည်ဟုထိုတရိษံတို့ကိုကောင်းကြီးပေးတော်မူ၍ညာဦးနှင့်နနက်သည်ပြင်စမနေ့ရက်ဖြစ်လေ၏တဖန်ဘုရားသခင်ကမြေသည်အသက်ရှင်သောတတ္တဝါမျိုးတည်းဟုသောသားရင်တို့ကို၎င်းတွားတက်သောတရိษံတို့ကို၎င်းသားရဲမျိုးတို့ကို၎င်းမွေးဖွားစေဟုအမိန့်တော်ရှိသည့်အတိုင်းဖြစ်လေ၏ထို့သောဘုရားသခင်သည်သားရဲမျိုးသားရည်မျိုးမြေပေါ်မှတွားတက်သောတရိษံမျိုးအပေါင်းတို့ကိုဖန်ဆင်း၍ထိုအမှုအရာကောင်းသည်ကိုမြင်တော်မူ၏တဖန်ဘုရားသခင်ကငါတို့ပုံတရံနှင့်အညီတသက်တန်တည်းလူကိုဖန်ဆင်းကြစို့သူသည်ပင်လယ်ငါးတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းသားရင်တို့ကို၎င်းမြေတစ်ပြင်လုံးနှင့်တကွမြေပေါ်မှတွားတက်သောတရိษံအပေါင်းတို့ကို၎င်းအုပ်ဆိုးစေဟုအမိန့်တော်ရှိ၏ထို့သောဘုရားသခင်သည်မိမိပုံတရံနှင့်အညီလူကိုဖန်ဆင်းတော်မူ၏ဘုရားသခင်၏ပုံတရံတော်နှင့်အညီလူယောက်ျားလူမိန်းမကိုဖန်ဆင်းပြီးလျှင်အချင်းတို့များပြားစွာမွေးဖွားကြလော့မြေကြီးကိုပြည့်စုံ၍နိုင်ကြလော့ပင်လယ်ငါးတို့ကို၎င်းမိုးကောင်းကင်ငှက်တို့ကို၎င်းအသက်ရှင်၍မြေပေါ်မှလှုပ်ရှားတတ်သောတိရစ္ဆာန်အပေါင်းတို့ကို၎င်းအုပ်ဆိုးကြလော့ဟုမိန့်တော်မူ၍သူတို့ကိုကောင်းကြီးပေးတော်မူ၏ဘုရားသခင်ကလည်းကြည့်ရှုလော့မြေပြင်လုံး၌စပါးသီးကိုဖြစ်စေသောစပါးပင်အမျိုးမျိုးတို့ကို၎င်းမျိုးစေ့ကိုဖြစ်စေတတ်သောအသီးနှင့်ပြည့်စုံသောတစ်ပင်အမျိုးမျိုးတို့ကို၎င်းသင်တို့စားเสียရဖို့ငါပေး၏
ညီသားမိုးကောင်းကင်ငှက်အသက်ရှင်၍မြေပေါ်မှတွားတက်သောတိရစ္ဆာန်မျိုးအပေါင်းတို့စားစရာဖို့မြက်ပေအမျိုးမျိုးတို့ကိုလည်းငါပေးမည်ဟုမိန့်တော်မူသည့်အတိုင်းဖြစ်လေ၏ဖျားသခင်သည်မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျင်အလွန်ကောင်းသည်ကိုမြင်တော်မူ၍ညာဦးနှင့်နနက်သည်စက်ထမနေ့ရက်ဖြစ်လေ၏